ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ US မှာနေထိုင်တဲ့လူတွေအတွက်ဒီ US ကျန်းမာရေးစနစ်ကြီးကိုဘယ်လိုနားလည်အောင်ကြိုးစားမလဲပြီးလို့ရှိရင်ဒီစနစ်ကြီးထဲမှာကိုယ့်အတွက်ဘယ်လိုကျန်းမာရေးနဲ့ပတ်သက်တဲ့အရင်းအမြစ်တွေပေါ့ resource တွေရှိသလဲဆိုတာကိုသိဖို့ရနောက်ပြီးတော့ကျန်းမာရေးအာမခံကုမ္ပဏီတွေနဲ့ပတ်သက်ပြီးကိုယ့်ကျန်းမာရေးနဲ့ပတ်သက်လို့ဘလို့အကျိုးအမြတ်တွေကိုပြန်ပေးလဲဆိုတာကိုသိဖို့အတွက်ကျွန်မပြောပြပေးသွားမှာဖြစ်ပါတယ်။ကျွန်မနာမည်ကတော့ဇာကြီးလိုင်းပါ။ကျွန်မကတော့ US မှာအလုပ်လုပ်နေတဲ့သူနာပြုတစ်ယောက်ဖြစ်ပါတယ်။ US မှာနေထိုင်ကြတဲ့လူတွေကကျမတို့အစိုးရကပေးတဲ့ကျန်းမာရေးအာမခံနဲ့ကိုယ်ပိုင်ဝယ်ထားတဲ့ပုဂ္ဂလိကကျန်းမာရေးအာမခံတွေပဲဖြစ်ပါတယ်။အစိုးရကထောက်ပံ့ထားတဲ့ကျန်းမာရေးအာမခံပဲဖြစ်ဖြစ်ကိုယ့်ဘာသာကိုပုဂ္ဂလိကဝယ်ထားတဲ့ကျန်းမာရေးအာမခံပဲဖြစ်ဖြစ်အားလုံးကအတူတူတွေပဲဖြစ်ပါတယ်။ဘလို့အတူတူလဲဆိုရင်တော့ဥပမာကျမတို့နေမကောင်းလို့ဆေးကန်းသွားပြပြီဆိုကျမတို့ပထမဦးဆုံး general physician ပေါ့နော်အထွေထွေအထူးကုဒါကျမတို့အရင်ဆုံးသွားရတယ်။ထွေထွေအထူးကုကရှင်းလို့မရတဲ့ယောဂကြီးကြီးမားမားပေါ့အစာအိမ်နာဖြစ်တာတို့ကြောက်ကက်ဖြစ်တာတို့ဆိုရင်သူကနေပြီးတော့မှနောက်ထပ်ကြောက်ကက်အထူးကုဖြစ်ပါစေအစာအိမ်အထူးကုဖြစ်ပါစေကိုသူပြန်ညှိုးနေပေါ့နော်။ဒီလိုညှိုးတဲ့အခါမှာကျမတို့ဗမာပြည်နဲ့ကွာနေတာကဘာလဲဆိုတော့ဗမာပြည်ကလူတွေကကြတော့ကုကျင်နေဆိုရင်ကိုကြောက်ကက်ကုကျင်ရင်ကြောက်ကက်အထူးကုစီကိုတန်းသွားလိုက်လို့ရတယ်နှလုံးပြကျင်ရင်နှလုံးအထူးကုစီကိုတန်းသွားလိုက်လို့ရတယ်ဒီဘက် US မှာကကြတော့ကျမတို့အထွေထွေအထူးကုကနေပြီးတော့ control လုပ်ထားတယ်ပေါ့အထွေထွေအထူးကုကနေပြီးတော့ဘယ်အထူးကုစီကိုဒီလူနာဟာဆက်သွားတင်တယ်လဲဆိုတာကိုသူကဆုံးဖြတ်တယ်ဆုံးဖြတ်ပြီးတော့မှကျမတို့ referral letter ဆိုတာကိုပေးတယ် referral letter ဆိုတာကတော့ညွှန်ကြားပေးတာပေါ့ဒီလူနာသည်နှလုံးနဲ့ပတ်သက်ပြီးအဓိကလိုအပ်နေတဲ့အတွက်ကြောင့်နှလုံးအထူးကုစီကိုလွှဲပါတယ်ဆိုတဲ့စာကို referral letter လို့ခေါ်ပါတယ်တချို့အထူးကုတွေဒီ referral letter မရှိပေမဲ့လည်းလူနာကိုကြည့်တဲ့အထူးကုတွေရှိသလိုတချို့အထူးကုတော်တော်များများဒီ referral letter ကိုတောင်းကြတာများပါတယ်ဒီ referral letter မရှိဘူးဆိုလို့ရှိရင်လူနာကိုလက်မခံပါဘူးဒါကြောင့်မို့လို့ကျမတို့ US ကိုအခြေချနေထိုင်ပြီးတဲ့လူတွေအတွက်ပထမဦးဆုံးအရေးကြီးတာကprimary care provider ရှိနေဖို့အရေးကြီးပါတယ် primary care provider ကမှတခြားအရေးကြီးတဲ့ specialist တွေကိုညွှန်ကြားနိုင်တာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ primary care provider ကိုရှိထားဖို့ကနံပါတ်1အချက်ဖြစ်ပါတယ်ကျမတို့အထူးကုစီကိုရောက်သွားပြီအထူးကုစီကိုရောက်သွားလို့ဥပမာနှလုံးနဲ့ပတ်သက်လို့လိုအပ်တဲ့ CT scan တွေရိုက်မယ် echocardiogram လို့ခေါ်တဲ့ ECG တွေပေါ့နော်နှလုံးကွယ်ပုံရိပ်တွေကိုတည်တည်ချာချာကြည့်တော့မယ်ဆိုလို့ရှိရင်ဒီနှလုံးအထူးကုကကျမကြီးအာမခံကုမ္ပဏီကနေပြီးတော့ဘတ်ဂျက်ချပေးဖို့ခွင့်ပြုချက်ယူရတယ်အဲ့ဒါကိုကျမတို့ prior authorization လို့ခေါ်ပါတယ် prior authorization ကရမှပဲလိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေထပ်လုပ်လို့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့တခါတလေကြလို့ရှိရင်တချို့ကျမကြီးအာမခံကုမ္ပဏီတွေဒီခွင့်ပြုချက်ချပေးဖို့အတွက်9ရက်ကနေပြီးတော့21ရက်အထိကိုကြာတတ်ပါတယ်ဒီလိုမျိုးစစ်ဖို့အတွက်ကျမကြီးကုမ္ပဏီတွေကခွင့်ပြုချက်ချပြီးသွားတဲ့အချိန်မှာလူနာတွေကအလကားရအောင်မှာလားဆိုတော့အလကားမရသေးပါဘူးဒီဘက်လူနာတွေမှာကိုဖေးဆိုတာရှိတယ်ကိုဖေးဆိုတာကဘာလဲဆိုတော့ဥပမာဒီလိုမျိုး CT scan တွေရိုက်မယ် MRI တွေရိုက်မယ်ဆိုရင်လူနာပေးရမယ်အပိုင်းဖြစ်ပါတယ်ဥပမာကျမတို့တချို့ insurance တွေဆိုလို့ရှိရင်80ရာခိုင်နှုန်းကျမကြီးအာမခံကုမ္ပဏီကပေးတယ်လူနာက20ရာခိုင်နှုန်းပေးတယ်ဒါအရင်ဗီဒီယိုတွေမှာပြောပြသွားသလိုပဲ MRI တစ်ခုရိုက်မယ်9000ကျမယ်ဆိုရင်80ရာခိုင်နှုန်း4000ကကျမကြီးအာမခံကုမ္ပဏီကပေးမှာဖြစ်ပြီးတော့ကျန်တဲ့1000ကလူနာကပေးရမှာဖြစ်ပါတယ်ဒါတွေကိုကျမတို့ခိုးဖေးလို့ခေါ်ပါတယ်လိုပဲခွဲစိတ်ကုသမှုခံယူတဲ့အခါမှာလေကျမတို့ခွဲချင်တိုင်းခွဲလို့မရပါဘူးအထူးကုတွေကပထမဦးဆုံးဖြတ်တယ်ဆုံးဖြတ်ပြီးတဲ့အခါမှာကျမတို့ရသက်ဆိုင်ရာကျန်းမာရေးအာမခံကုမ္ပဏီကိုခွင့်ပြုချက်ပေါ့ဘတ်ဂျက်ချပေးဖို့ပေါ့ prior authorization ထပ်တောင်းရပါတယ်ကျန်းမာရေးအာမခံကုမ္ပဏီကနေပြီးတော့ကြည့်တယ်ဒီလူနာလိုအပ်တယ်ဆိုရင်ဒါသူတို့ခွဲဖို့အတွက်ခွင့်ပြုမှသာလေအထူးကုတွေကခွဲစိတ်နိုင်ခြင်းဖြစ်ပါတယ်ကျမတို့ဒီဘက် US မှာကကျမကြီးအာမခံကုမ္ပဏီတွေကလူနာတယောက်ရဲ့ကျမကြီးနဲ့ပတ်သက်ပြီးတော့ control လုပ်ထားခြင်းဖြစ်ပါတယ်ဒါတွေကို US ကိုမကြာမီကမှအခြေချလာတဲ့လူတွေရဲ့အခြေချတာကြတော့ညာဒီ system ရဲ့လဲပတ်မှုကိုအကောင်းကောင်းမသိသေးတဲ့လူတွေအတွက်ကိုကျွန်မဒီနေ့ဗီဒီယိုလေးလုပ်ပေးရခြင်းဖြစ်ပါတယ်
US မှာရှိတဲ့ကျန်းမာရေးစနစ်တွေတကယ်အရေးရဲ့အကြောင်းရည်ဆိုလို့ရှိရင်ကျမတို့အတွက်အချိန်ကြာလင့်မှုတွေရှိတယ်ပေါ့နော်ဘလို့အချိန်ကြာလင့်မှုတွေရှိလဲဆိုဥပမာကျမဒါပြောရမယ်ဆိုရင်လူတစ်ယောက်ဟာနှလုံးမကောင်းဘူးဆိုရင်နှလုံးအထူးကုစီကိုမသွားခင်ကျမတို့ကဒါအထွေထွေအထူးကုစီကိုအရင်ပြရမယ်ထွေထွေအထူးကုကနေပြီးတော့နှလုံးအထူးကုကိုပြန်ညွှန်ပြီးဆိုလို့ရှိရင်ညွှန်ကြားစာလိုတယ်စောစောကကျမပြောသလိုပဲ referral letter လိုတယ်ဒါပြီးလို့ရှိရင်လည်းနှလုံးထုခုတွေကချက်ချင်း available ပေါ့နော်သူတို့အချိန်ပေးပြီးမကြည့်နိုင်ဘူးသူတို့လူနာနဲ့သူတို့အချိန်ကပြည့်နေပြီကိုကလူနာအသစ်ဖြစ်တယ်ဆိုအနည်းဆုံး1လကနေ2လထိကိုကြာအောင်မှဖြစ်ပါတယ်နှလုံးထုခုကိုကြည်ပြီးသွားတဲ့အချိန်မှာပေးလိုက်ရုံနဲ့ပြီးသွားတဲ့ယောဂါဆိုရင်တော့ဒါကိုအတွက်ကပြီးသွားပြီအကယ်၍ဆေးပေးရုံနဲ့မရဘူးကျမတို့နှလုံးထဲမှာသွေးခဲနေတာကိုကြည်ဖို့အတွက်နောက်ထပ်စမ်းသပ်စစ်ဆေးချက်တွေလိုအောင်မယ်ဆိုလို့ရှိရင် insurance ကိုကျမတို့ထပ်ပြီးတော့ခွင့်ပြုချက်တောင်းရမယ်အဲ့ဒီအချိန်ကကျမစောစောကပြောသလိုပဲ9ရက်ကနေ21ရက်ထိကြာတယ်အကယ်၍ဒီ prior authorization ပေါ့ခွင့်ပြုချက်ကြာပြီးတဲ့အချိန်မှာစမ်းသပ်စစ်ဆေးချက်တွေလုပ်ဖို့ MRI နေ CT scan နေဆက်ပြီးတော့လုပ်ဖို့အတွက် schedule တွေရဖို့ appointment တွေရဖို့ဆိုရင်နောက်ထပ်တစ်ပတ်ကနေပြီးတစ်လထိထပ်ဆောင်ရမယ်အဲ့တော့ကျမတို့ US မှာနေတဲ့လူတွေအတွက်ကကျန်းမာရေးမကောင်းလို့တခုခုပြရပြီဟေ့ဆိုရင်အနည်းဆုံးအဖြေသိဖို့အတွက်ကတစ်လကနေကျမတို့3လ4လအထိကိုကြာမယ်အဲ့တော့ဒီအချိန်မှာယောဂါကအဆိုင်ခဲကကြီးလာပြီဆိုရင်ပိုပြီးတော့ကြီးလာတဲ့အခြေအနေမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်ဒီကြားထဲမှာအသက်အန္တရာယ်ဖြစ်ပြီးအသက်ရှူလို့မရတော့ဘူးတော်တော်လေးအခြေအနေဆိုးလာပြီဆိုရင်တော့ဒါအရေးပေါ်ဌာနကိုသွားလိုက်ရင်တော့အရေးပေါ်ဌာနကတော့ချက်ချင်းဖြေရှင်းပေးတယ်ဒါပေမဲ့ဒီလိုအသက်ရှူတာတွေအသက်အန္တရာယ်ဖြစ်တာတွေမဖြစ်ဘူးဆိုရင်တော့ကျမတို့ဒီတစ်လကနေ3လအထိကတော့တော်တော်လေးဒုက္ခခံပြီးတော့စောင့်နေရမှာဖြစ်တယ်အဆောက်အုံကြီးမားလာမဲ့ယောဂါဆိုရင်လေဒီ3လ4လကကြီးခွင့်ပေးလာတဲ့အခြေအနေမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမအနေနဲ့ကျမရေးကိုဂရုစိုက်ဖို့လိုတယ်ကိုကအမြဲတမ်းယောဂထက်ကိုတလှမ်းကဥနေဖို့လိုတယ်ဆိုတာပြောရခြင်းဖြစ်တယ်။သူသဖြင့် US နေတဲ့လူတွေအတွက်ကကျမတို့အတွက်ကကျန်းမာရေးအာမခံကုမ္ပဏီတွေကကျမတို့ရဲ့ကျန်းမာရေးတွေကိုသူတို့က control လုပ်ထားတယ်။အကယ်၍သူတို့ခွင့်ပြုချက်ရလို့ကိုကဆရာဝန်တွေကိုကြည့်မယ်ဆိုရင်တောင်ဆရာဝန်တွေကိုက appointment တွေချက်ချင်းမရနိုင်ဘူး။စမ်းသပ်စစ်ဆေးဖို့ MRI တွေချက်ချင်းအလွယ်တကူမြန်မရနိုင်ဘူး။ပြီးရင်ခွဲစိတ်ရမယ့်ဝေဒနာဆိုရင်လေနောက်ထပ်ကျမတို့ insurance company ကိုခွင့်ပြုချက်ထပ်တောင်းရပါတယ်အဲ့ဒီမှာလေတစ်ခေါက်ထပ်ဆောင်ရအောင်မှာပါအဲ့တော့ US မှာနေတဲ့လူတွေအတွက်ကကျန်းမာရေးကိုအရေးတကြီးဂရုတစိုက်စောင့်ကြည့်ဖို့လိုအပ်လာပြီပေါ့နော်ဒီဘက်က US ရဲ့ကျန်းမာရေးစနစ်ကဆရာဝန်က control ရှိတာမဟုတ်ပါဘူးကျန်းမာရေးအာမခံကုမ္ပဏီတွေက control ရှိတာပါအကယ်၍တောက်ဆေးတောက်တယ်ဆိုရင်တော့မှကျမဟိုတလောကကျမအစာအိမ်နာအတွက်တောက်ဖို့တောက်ဆေးပေါ့ဒီဆေးကတအားဆေးကြီးတယ်ဒီဆေးတောက်ဖို့အတွက်ကိုဆရာဝန်ကညွှန်ကြားပေးပြီးသွားပြီဒါပေမဲ့ကျမရဲ့အာမခံကုမ္ပဏီကဒီဆေးကိုချမပေးဘူးအာမခံကုမ္ပဏီကဒီဆေးကိုမပေးပေးဘူးကျမအိတ်ထဲရပဲကျမစိုက်ပေးရမယ်ဆိုရင်ဒီဆေးရဲ့တစ်လတန်ဖိုးကဒေါ်လာ450ရှိပါတယ်ကျမကြီးအာမခံကုမ္ပဏီကဘာတွေထပ်တောင်းလဲဆိုတော့ဒီလူနာကိုတခြားဆေးတွေပေးထားပြီးပြီလားပေါ့ဒီဆေးမပေးခင်တခြားဘာဆေးတွေပေးထားပြီးပြီလေဒီဆေးတွေပေးထားပြီးလို့အလုံးမလုံးတော့မှဒီအခုကျမကိုနောက်ဆုံးပေးမဲ့ဆေးကိုသူတို့ချပေးမယ်ပေါ့ဒီကတော့ကျမကြီးအာမခံကုမ္ပဏီကလိုချင်တဲ့အချက်လက်ကဘာလဲဆိုတော့ဒီလူနာဒီတခြားဆေးတွေတောက်လို့အလုံးမဖြစ်တဲ့အတွက်ကြောင့်ဒီအခုကျမကိုပေးမဲ့ဆေးကိုညွှန်ရခြင်းဖြစ်ပါတယ်ဆိုတဲ့ဆရာဝန်စီကစာကိုသူတို့ထပ်လို့ချင်တာဖြစ်ပါတယ်ကျမတို့ US မှာတကယ်ကိုမှကောင်းတဲ့ဆေးတွေရှိတယ်ဈေးကြီးတယ်ကုထုံးတွေလည်းရှိတယ်ဈေးကြီးတယ်ဒါပေမဲ့ဒီကောင်းတဲ့ဆေးတိုင်းကုထုံးတိုင်းဒီကျမတို့အတွက်ကိုအလွယ်တကူရှိမနေပါဘူးဒါကျမတို့အနေနဲ့ကအမြဲတမ်းကိုဂရုစိုက်နေရပါတယ်ဆရာဝန်တွေနဲ့တိုင်ပင်ရတယ်ကိုကျန်းမာရေးနဲ့ပတ်သက်လို့လေကိုကအမြဲတမ်း
မဖြစ်ရင်နောက်တစ်ဆင့်ကပါလေဘာကလိုအပ်တည်တဲ့ပို့ပြီးစိုးရိမ်တာမဟုတ်ဘူးပေါ့နော်ဖြစ်တဲ့ဖြစ်တိုက်တာလှုပ်တဲ့လှုပ်ထိုက်တာကိုကအမြဲတမ်းကြိုတင်ကာကွယ်ပြီးလုပ်နေတော့မှကိုကျမ်းမာရေးကကောင်းမှာဖြစ်ပါတယ်ဒါကြောင့်ကိုကျမ်းမာရေးကို view design ပြုစုစောင့်ရှောက်ကြပါလို့ပြောကြရင်ဒီမှာပဲညီကုန်းချုပ်လိုက်ပါတယ်ရှင်